ပြန်လာငါဘူးနဲ့ဦးမလေးပြောလို့ရတယ်ခေါင်းပေါ်ချစ်တက်ပါလို့ရလို့ထင်းနေတယ်အခုကစတိတက်တင်တာဖြစ်နောက်တည့်ရက်အခုကျတော့လေးလို့ကောက်တော့ဝင်နေလို့ဟုံးလို့ကတော့လုံမှာလိုက်ရှာပြီးလို့လုံမှာတော့ဗာတော်ထွက်နေရသူမရဲ့ချီရင်နဲ့ပတ်သက်ပြီးအင်တာဗျူးမှာထည့်ပြောသွားတဲ့ရွှေချိုမလီအောကိုလိုက်လွေမိတဲ့ရှင်လာတဲ့တဏ္ဍမိုးသိပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဆယ်ထွန်းမြန်မာနေပြန်လဲကြိုဆိုလိုက်ပါတယ်တရုတ်ဆောင်တဏ္ဍမိုးသိကတော့မော်ရယ်တယောက်အနေနဲ့အနုမြလောကထဲကိုဝင်ရောက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာအထိုင်လျောက်အောင်မြင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်ယခုနောက်ပိုင်းမှာဆိုရင်လည်းတဏ္ဍမိုးသိရဲ့အခြေရေးကိစ္စတွေကြောင့်ပရိသတ်တွေကသူမရဲ့ကိုယ်ရေးကိုယ်ရာနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုတွေရှိနေကြတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းတဏ္ဍမိုးသိကသူမရဲ့ချစ်သူပါဆိုပြီးတော့ခရိုနီတထေးသားတယောက်ကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာချပြခဲ့ပြီးတဲ့နောက်ပိုင်းမှာရက်သက်တစ်ပတ်အတွင်းမှာပဲလမ်းခွဲဖြစ်စီပြီးဖြစ်ကြောင်းပြောဆိုလာခဲ့ရလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအင်တာဗျူးတစ်ခုမှာရွှေကျော်လာမင်အောဆိုတဲ့မိန်းကလေးတယောက်ကတဏ္ဍမိုးသိရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောဆိုခဲ့ရလည်းဖြစ်ပါတယ်ဒါကြောင့်မလို့တဏ္ဍမိုးသိကလူတစ်ယောက်နဲ့တစ်ယောက်စကားတောင်မပြောဘူးပဲနဲ့သူမရဲ့အခြေအနေအကြောင်းကိုအင်တာဗျူးတွေမှာအကျဲတဝင်ဖြစ်ကြခဲ့တဲ့အပေါ်မှာအဆိုပါအောဆိုသူမိန်းကလေးကိုဒိတ်ရှင်လာခဲ့ရလည်းဖြစ်ပါတယ်တဏ္ဍမိုးသိကယွန်စရာကြီးတော့ညီမလေးကိုစောက်ကြောင်ကိုသိပါနင်းနဲ့လည်းတကားမှဆောက်စကားမပြောဘူးပါဘူးနင်းလည်းဘသူ့အကြောင်းမှမမေးပါဘူးဘာကောင်မကြီးတော့ဒီကောင်မဆိုပြီးတော့လူမှုကွန်ရက်ပေါ်ကနေပြောဆိုလာခဲ့ရလည်းဖြစ်ပါတယ်ရှင်မလေးတင်ထားတဲ့ဟာနာဟုတ်တယ်အရှိမ relationship တင်တယ်ဒါပေမဲ့maybe ပေါ့နော်1 2 3 3ရက်မှာပဲတနာဘက်ကပဲတနာ break လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှလည်းဘာမှလောက်တာလည်းမဟုတ်ဘူးသူလည်းဘာသူအေးချမ်းချမ်းပဲကိုလည်းကွက်ကိုအေးအေးချမ်းချမ်းပဲအထက်ကညှိနှိုင်းမှုအစစ်မပြေလို့ညှိနှိုင်းမှုဆိုတာငါတို့ဂျာမှာရှိရ relationship ဂျာမှာညှိနှိုင်းမှုအစစ်မပြေလို့ပေါ့နော်ဒါပြီးသွားပြီဇလန်မုံချင်းချစ်ချင်းလည်းဘာမှမရှိဘူးအဲ့တော့ကိုလည်းကွက်ကိုအေးအေးလေးပဲတနာကျတော့အရှိမ back မှာ relationship မှာ trauma များခဲ့တဲ့မိန်းမဖြစ်တဲ့ကြောင့်မလို့တနာရဲ့နောက်ပိုင်း relationship တွေမှာဆိုရင်နည်းနည်းထားတဲ့စံလုံးနည်းနည်းမြင့်တယ်အဲ့လိုကိုလိုချင်တဲ့အရာမှမရဘူးဆိုတော့ငါအဲ့နေရာကနေ back ဆိုပြန်ထွက်လာတာစိတ်လည်းမရှိတော့ဆွဲလည်းမဆန့်ရင်တော့စောင့်လည်းမဆောင်ချင်ဘူးဆိုတော့မိန်းမတွေမှာပါတယ်အရင်နည်းနည်းဘယ်လိုပြောမလဲ relationship နဲ့ပတ်သက်လာရင်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဘာမှလည်းမဖြစ်ဘူးအဲ့တော့ဒီကောင်မလေးတင်ထားတဲ့ဟာဆိုရင်ရှင်းရှင်းလေးပဲအခုလေအကောင်မလေးကိုလှမ်း contact ပြီးတော့ပြောတယ်ညီမလေးဒီလောကမှာနေနေနေဆိုရင်မဆိုင်ကိုကိစ္စမဟုတ်ဘူးမပါနဲ့အမားတို့လည်းနေနေတွေ့တယ်ကိုကိစ္စမဟုတ်ဘာဝင်ပါဘူးတစ်ခါတည်းကျရင်ကိုရောင်ကိုကိစ္စကိုကျမတို့ဆိုလဲဟိုနေ့ interview တွေမှာမေးပါတယ် relationship ကြောင်းဒါပေမဲ့ရှင်းလေးပဲဖြစ်ရဲ့ကျမအကြောင်းကိုသိရလို့လဲကြည့်ရင်လည်းပြီးတင်းနေတယ်ခက်ခါတက်ကတော့အားလုံးကမျက်စိနောက်တဲ့အမြင်ကတယ်ကျမကလည်းပွဲရှာတကယ်မကြိုက်ဘူးအဲ့တော့ကိုနေနေလဲခလုတ်တိုက်ခံရတယ်ကိုထိုင်နေလဲဒီကောင်မကြီးဆွဆွထဲကြတယ်ဒီကောင်မကြီးတအားစွာတာလည်းသိတယ်ပြီးတော့ပြောတယ်အိုးတဲ့ဖြစ်တဲ့ယောက်ျားကြီးကြတယ်ဖြစ်တဲ့ယောက်ျားကြီးမပြောဘူးဆိုတာကျမပြောရရှင်းရှင်းလေးပဲလေသူတို့ကကျမကိုတက်ပြီးတော့ attention ရှာတယ်ငါကျမပြောမှာပေါ့ကျမတော့သူတို့ attention မရှာသူတို့ကကျမ attention မရှာဘူးလေပြီးသွားပြီပေါ့ဒါဆိုတာဟုတ်တယ်မလားလူဆိုတော့ relationship ဆိုတာရှိကြတာပဲကျမတို့မှလည်းရှိရကျမတို့လူပဲကွယ်ပုထုဇဉ်ပဲကွယ်တီလားရှိရပဲဒါပေမဲ့ဒါကြီးကိုပြိတ္တတီတီပဲဖြစ်စေမတီတီပဲဖြစ်စေနော်တော့ပြီပေါ့အဲ့ဒါကိုဘာဖြစ်လို့ဒီကလေးမလေး attention တက်ရှာလဲကျမစဉ်းစားနေရအောင်တကယ်စဉ်းစားနေရတာဒါလည်းလူပညာရှင်ချင်းတော့လောကအချင်းချင်းကျမတို့ဆိုတခါလေးကြာဒီလူပညာလောကထဲမှာလေလူတွေအများကြီးဘယ်လိုပြောမလဲဆက်ဆံနေရဘယ်သူဘာလုပ်နေလဲဆိုတော့သိတာပဲကျွန်တော်တော့မပြောဘူးတော့မရှုပ်ဘူးဘာလို့လဲဆိုတော့ဂျားသုံးဂျားဆိုတာဝင်ရအောင်ဘယ်ဂျားမှမဝင်ရအောင်ကိုနဲ့ဒိတ်ပြဿနာတက်တာအဲ့ဒိတ်ပြဿနာတဲ့လူပဲရှင်းရတယ်သူများဆွေးမထည့်ရဘူးသူများနာမည်ကိုလည်းထားပါတော့နာမည်ပဲဖြစ်ဘလို့ဂုံဘုတ်ကိုပဲဖြစ်ဘလို့အကြောင်းအရာပဲဘလို့တိုက်တယ်ပဲဖြစ်ဆွေးမယူရဆွေးမပြောရဘူးဒါလူစီလူကန်လူပေါင်းမှနေနားလေရတယ်ဒါပေမဲ့ထားပါတော့ကလေးမလေးကအသက်ကခုမှ27 20နှစ်ဆိုတော့ကျွန်တော်တို့ဆိုလည်းအများကြီးငယ်ပါတယ်ဒီလောကမှာခုမှဝင်လာမိနစ်နဲ့မှရွှေကြိုးကနေဝင်လာပြီး attention ရှာခြင်းနေတဲ့ပုံစံမျိုးရှိရအဲ့လိုမြန်မာပြောရရှင်းလေးပဲကိုကိစ္စကိုလို့သူများကိစ္စဝင်မပါနဲ့သူများရဲ့သူသဘောတူကြည့်ပြီးလို့ဘာအမှထွက်မလာရင်ဘာမှဝင်ပြီးတော့အမားဘက်ကလို့ညီမဘက်ကလို့ဘာမှပြောမနေနဲ့သူလည်းကျမဘာမှမပြောခဲ့ဘူးသူလည်းကျမလည်းတွေ့ပါတယ်ကိုကညီမလေးဆိုခေါ်ပြီးမိတ်ဆက်ပြီးလို့ကျမလည်းအော်အေးပေါ့တွေ့တယ်ဒီလောက်ပဲလေသိရမလားအဲ့တော့နောက်ထပ်အဲ့ကောင်မလေးရှုပ်ထားတဲ့ဇက်တွေကျမမပြကြံလို့မပြောချင်လို့တော်တော်ပြောစရာအကြောင်းမှမရှိတာအဲ့တော့သိရမလားငါဘူးနဲ့ဦးမလေးပြောလို့ရတယ်ခေါင်းပေါ်ချစ်တက်ပါလို့ရလို့ထင်းနေတယ်
ငါမုန်းနဲ့ခေါင်းမချစ်တက်ပါလို့ရတယ်ငါမုန်းနဲ့မပါဘူးသူများကလည်းမလုပ်ဘူးသူများကလည်းဘယ်တော့မှအဲ့လိုမျိုးဟိုတည်ရမလားသူများကြောင့်ငါကြောင့်ဆိုပြီးဘယ်တော့မှမလုပ်ကိုအရင်ထိလာမှကိုလှုပ်လာမှကျမပြန်လှုပ်တာကိုအရင်မထိလိုက်တည်၍ကျမဘယ်တော့မှပြန်မလုပ်ဘူးပြင်းလို့ဘာလို့လဲဆိုတော့တည်ရမလားဆိုတော့ကိုကစွာတယ်လို့နာမည်ထွက်ရတယ်ကြားတယ်ဟာဒီကောင်မကြီးဆိုတော့တည်ရမလားဘလို့ဆိုပြီးတော့အပြောခံပါဆိုကိုကျမတုံတယ်မပြောဘူးအခုကစတိတက်တင်တာဖြစ်နောက်တည့်ရက်အခုကျတော့မီဒီယာအင်တာဗျူးအဲ့ဘာဖြစ်ချင်မှန်းကိုမသိတာဖြစ်ရှင်လေးပဲကိုကဟုတ်ပြီသူပြောသလိုပဲ तू ကပဲမှန်းနေလားဆိုတော့ तू လည်းမှန်းမနေခဲ့ဘူး तू ကလည်းမှန်းမနေခဲ့ဘူးမှန်းမနေခဲ့သူများအောင်မပြောနဲ့စေတနာတွေမေတ္တာတွေဝေဒနာတွေကျင်နာတွေလာပြောနေတယ်အဲ့ဒါကျစက်ပူတွေဟုတ်လားကိုကိစ္စမျိုးသူများကိစ္စဝင်ပါတော့ဒါတော်တော်ထွားတာဒါတော့နေတော်စိတ်ကောင်းတော်တော်ဝင်နေလို့စိတ်ကောင်းတော်တော်ဝင်နေလို့မဟုတ်လို့ကတော့လုံမှာလိုက်ရှာပြီးလို့လုံမှာတော့တော်တော်ထွားနေတာဖဲ့ပြီလားလိုက်ကိုလဲပြီလားအဲ့တော့ဒါအကုန်လုံးကကျမရဲ့ကိစ္စကိုဒီရမှာဒီတလားထဲမှာလောလက်ဖြစ်သွားတဲ့ကိစ္စမှာအားလုံးစိတ်ဝင်စားနေကြတယ်။ဘာဖြစ်တာလဲဘလို့ဖြစ်တာလဲဟုတ်တယ်နော်ဟုတ်တယ်ဟိုကျမနဲ့ဟိုတိုက်ဆိုင်နေတဲ့သူကလည်းသူက relation တွေတင်သွားတယ်အဲ့ဒါလေကျမအရှိရတယောက်ပဲနော်သူကတို့ဇက်တွေပြန်ရှုပ်ပြီးသူကတို့ပြန်သွားဖြစ်သွားတယ်အဲ့ကျမစိတ်ဝင်စားဘူးကျမတို့ရဲ့ဒီရမှာကျမစိတ်ဝင်စားဘူးအဲ့ဒါတွေကကျမဘက်ကနိုးဆိုကျမပြီးသွားပြီလှည့်ပြီးတော့လှည့်ထွက်လာပြီအဲ့တော့ပြောချင်တာကကျမနဲ့ပတ်သက်ပြီး attention မရှာနဲ့ကျမလည်းဘယ်သူမှပတ်သက်ပြီး attention မရှာဘူးเนาะအေးရင်ကောင်းမှာကျမလုပ်နေတာအဲ့တော့ကမလေးကိုပြောချင်တာကကိုလုပ်เนาะသူများကိစ္စဝင်မပါနဲ့ကိုထမင်းကိုစားပြီးသူများကိစ္စဝင်ပါတခါတည်းနင်းတက်ကလေးငယ်ကလေးရှိသေးတယ်နင်းတက်ကလေးငယ်ကလေးရှိသေးတယ်เนาะငါတို့ဆိုတခါလေးကျငါတို့ကိုပြောနေတာငါတို့မသိရင်အောင်ဆောင်တာငါတို့အရှိန်မထိလာသေးငါတို့မသိရင်နေခုနဲ့ sticker တင်တာငါမြင်နေလေငါအားပြေလျှော်ပေးတာနင်း sticker တင်တာမို့ media interview ဆိုတော့ကျတော့နင်းဘာဖြစ်ချင်လဲငါတအားသိချင်သွားပြီငါမေးရတော့မယ်ဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲသိလားနင်းကသတိပေးရလဲပြောနင်းကဘယ်တော့သတိပေးခဲ့တာလဲငါအားသိချင်သွားအဲ့ဒီကအဲ့လိုပြောင်းဆောင်ငါမကြိုက်တာငါကသတိတကယ်ပေးခဲ့တယ်ဆိုတော့ငါဘာပြောဘာမှလည်းပြောခဲ့ပဲနဲ့ဘာဖြစ်တယ်ညာနင်းစောက်ဆရာမကြီးထားနေဘာဒီပြောနေလဲနင်းကြက်မပြေဘူးနင်းတကယ်ကြက်မပြေဘူးနင်းအုံနောက်ကြီးอ่ะတကယ်ဘယ်သူများသားသမီးလဲလို့ပြောချင်ကြက်မပြေလို့လည်းလူမျိုးတက်ဖြစ်ကြက်ပြေတဲ့လူကအဲ့လိုမျိုးကိုဖြေးနေမှာမဟုတ်ဘူးတကယ်မလုပ်ဘူးကြက်ပြေတယ်မလင်းသားမနဲ့လုံးလို့မရဘူးသားမနဲ့ကငိမ့်နေတာပဲရှိတာမထိသေး၍ပေါ့နော်မစိုးလာသေး၍ငါတတ်မှတ်ထားတဲ့ boundary မကျော်လာသေးငါအားလုံးသိခံတယ်ငါတတ်မှတ်ထားတဲ့ boundary ကျော်လာတော့မရငါအားလုံးလိုက်လုပ်တယ်တဲ့ပဲနည်းဘယ်သူနေနေဘာနေကြည့်မဆိုင်နော်နင်ကပြောနေတယ်နင်ပြောနေတဲ့ဟင်းထက်ပါညာလည်းငါခင်းမဆိုင်ဘူးအထည့်ပြောတာဟင်းထက်ကိုလည်းငါပြောထားပြီးသားနော်အဲ့တော့ကိုဟာလေးကိုတိုင်းစာလေးနဲ့နေတာငါ့ကိုတော့လာပြီးတော့ဟိုဆွဲထည့်ဒီဆွဲထည့်လာမလုပ်နဲ့ state တင်ဘာညာလည်းလာမလုပ်နဲ့ငါဖြစ်ရင်ငါခံတယ်ငါကလည်းပြောထားပြီးသားကျမလုပ်ရင်ခရင်ငါလုပ်ရင်ငါခံတယ်ဘာမှမပြောရေးစစ်စစ်မယ်ငါကျမလုပ်နေတာအားလုံးလည်းသိချင်နေမယ်ထင်ပါတယ်အဲ့လိုသိရမှာမီဒီယာတွေကလည်းတင်နေရသမားမိုးသိမ့်ပါဖြစ်တယ်ညာဖြစ်တယ်ဟာဘာဖြစ်တယ်ညာဖြစ်နေဘာမှမဖြစ်ပါဘူးကျမလည်းအေးစေးကောင်းမှာပဲရှင်တို့အားလုံးသိချင်နေရတဲ့အကြောင်းရင်းဒီကျမ relationship တင်နေပြီးတော့လို့ဖြစ်သွားတဲ့အကောင်းနဲ့တော့မဟုတ်ပါဘူးသူအရင်ဇက်ကြောင်းနဲ့ဇက်ရှုပ်ပြီးသူပြန်ပြီးတော့ကျမနဲ့ဇလန်ဒီမှာပါဇလန်မဲ့သူပြန်ဇက်ရှုပ်သွားတာပါအဲ့ဒါကျမမတက်နိုင်ဘူးကျမအဲ့လိုမျိုးသိမလားဟိုဖောက်ပြန်နေလို့ဘာလို့လဲကျမဒါကျမခေါင်းစင်မတက်ဘူးလေနော်ဒါဆိုကိုကဖြတ်ခဲ့တာကိုကထားခဲ့တာကိုကဒါကြီးကိုခက်လုတ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့နော်သူများတော့ပြောလို့မရဖောက်ပြန်နေနောက်တစ်ယောက်တွေကပြောလို့မရဒါလူလေးကျမလည်းအခုနောက်တစ်ယောက် date ချင်လိမ့်မှာပဲလေနောက်တစ်ယောက်တွေ့ချင်တွေ့မှာပဲတွေ့ချင်တွေ့မှာပဲလေနော်ဒါသူ personal ကို personal ရှင်းလေးပဲအဲ့တော့သူပြောနေတဲ့တဲ့မှာအမအောင်တတိပေးခဲ့ပါတယ်အမကျမတနာခဲ့ကောင်းပါလိမ့်တစ်လုံးမဖြစ်ဘူးမပူနဲ့ကျမပြိတ္တတီကျမဘယ်တော့မှမပူနဲ့ကျမဘယ်တော့မှတနာစရာအရှိ relationship မှာဖြစ်ခဲ့ပါ